မိုးရင်းမှာအိမ်နဲ့စိတ်ဝင်လာတဲ့ရေတွေကိုဆုပ်ထုတ်ဖို့အတွက်ကုန်ကြစိတ်နဲ့ဆုပ်ထုတ်နိုင်မယ်ရေမြုပ်ပန့်လေးတစ်မျိုးနဲ့မိတ်ဆက်ပေးပါဦးမယ်ဗျဒီရေမြုပ်မော်တာလေးတွေကဆိုလာပြားတွေဘက်ထရီအိုးတွေနဲ့ချိတ်ဆက်အသုံးပြုလို့ရနိုင်မယ် DC တွဲဖို့ရေမြုပ်မော်တာလေးပါမော်တာဝက်အားက180ဝက်ရေထွက်ပိုက်လေးက1လက်မထွက်ဒါပေမဲ့ PVC ပိုက်ဆိုင်တိုင်းဆိုရင်တော့3မဆိုင်ဖြစ်ပါမယ်ရေထွက်အားက1မိနစ်ကို50လီတာနှုန်းလောက်ပေးထားပြီးအမြင့်တင်မယ်ဆိုရင်12မီတာ39ပေလောက်တင်နိုင်စွမ်းရှိတဲ့ပန့်လေးဖြစ်ပါတယ်ဒီလို DC တွဲဖို့ရေမြုပ်မော်တာလေးတွေကိုဆိုလာဝက်အားနဲ့ချိန်ပြီးတော့သုံးကျင်နဲ့ငါအကိုတို့အတွက်လည်းမော်တာဝက်အားအမျိုးမျိုးကိုဆိုင်မှာရွေးချယ်ဝယ်ယူလို့ရနိုင်ပါမယ်ရေမြုပ်မော်တာရဲ့အထိုင်ကလည်းကော်အထိုင်တန်အထိုင်စတီးအထိုင်တွေဆိုပြီးတော့လည်းအမျိုးအစားအများကြီးဆိုင်မှာတင်ပေးထားတာမို့ပစ္စည်းတွေရွေးချယ်စရာအစုံရှိတုံးလေအမြန်လာဝယ်ထားဖို့လိုပါတယ်ငါကိုတို့ရေDC တွဲဖို့180ဝက်ရေမြုပ်မော်တာလေးရဲ့ဈေးနှုန်းက8500ကျပ်ဒီနေ့24ရက်5လ2025ရဲ့ရောင်းဈေးလေးဖြစ်ပါတယ်ဗျဒီ DC တွဲဖို့ရေမြုပ်မော်တာလေးလိုအပ်တယ်ဆိုရင်ကြော်ညာထားတဲ့ဆိုင်ဖုန်းတွေမှာဆက်သွယ်ဆောင်ရွက်မေးမြန်းပြီးဝယ်ယူအားပေးလို့ရနိုင်ပါပြီဗျအခုလိုဗီဒီယိုဆုံးဖြတ်ကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်